ဘယ်သူပေါ်ဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်မြင်ရတဲ့တ attva ပဲဖြစ်ဖြစ်မမြင်ရတဲ့တ attva ပဲအားလုံးအစဉ်ပြေကြပါစေအစဉ်ပြေတာပဲကြည့်ချင်တယ်နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမှာမွေးတာမနဲ့အေးရထားတဲ့အချိန်ကနေမွေးတာဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနေတဲ့ကုသိုလ်လားလို့အမြဲတမ်းကြီးမားတဲ့ကုသိုလ်လို့မြတ်စွာဘုရားကဝေလာမသုတ်တံမှာဟောထားတာနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေထဲမှာသတ္တုဒိတတန်ဃာကိုရည်စူးပြီးတော့ကျောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့ရဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံ၃ပါးဆောက်တည်တာအဲကျောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်တို့ရတယ်ဒါဖြင့်တရဏဂုံဆောက်တည်တာတဲ့ကောင်းတာရှိသေးလားအေး၅ပါးသီလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟောဒီလိုဟောတာနော်ဒါဖြင့်၅ပါးသီလတပည့်တော်တို့တရဏဂုံလည်းရတယ်၅ပါးသီလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားတာဟော